အားလုံးမင်္ဂလာပါအောင်ဝင်း channel မှာကြိုဆိုပါတယ်ကျွန်တော်အခုပြောပြမယ်အကြောင်းအရာကတော့အမြတ်အစွန်းအများဆုံးရနိုင်တဲ့ယင်းဒီမြုပ်နှံမှုဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်တင့်ရဲ့နေ့စဉ်ဘဝအလုပ်အကိုင်နဲ့စိတ်ချမ်းသာမှုအတွက်အလွန်ပဲအရေးကြီးတဲ့အယူဆတစ်ခုရှိပါတယ်အဲ့ဒါကတော့ရေရှည်အောင်မြင်ရေးအတွက်တင့်ရဲ့လွှာကိုအမြဲတွေးနေပါဆိုတဲ့အချက်ပဲဖြစ်ပါတယ်ဒီစကားကိုမရှင်းပြခင်ပုံမြင်လေးတစ်ပုဒ်နဲ့အစပြုခြင်းပါတယ်ဒီပုံမြင်လေးကကျွန်တော်တို့ဘဝမှာဘာတွေမှားနေသလဲဆိုတာကိုအဖြေပေးသွားပါလိမ့်လူအတော်များများကကြားဘူးနေမှာပါကြားဘူးပေမဲ့မတွေးရင်ဘဝတွေကိုရောက်လာမှာမဟုတ်ပါဘူးမစင်းစားရင်မအောင်မြင်နိုင်ပါဘူးကဲဆက်လိုက်ကြစို့ဒီဇလန်းကတစ်ခုတ်သမားနှစ်ယောက်ရဲ့ဖြစ်ရမှာဇလန်းလေးပါတခါတော့ကတောအုပ်တစ်ခုထဲမှာအလုတ်အရန်ကြိုးစားတဲ့တစ်ခုတ်သမားနှစ်ယောက်ရှိပါတယ်တဲ့တယောက်ကလူပြိုကြီးအားအင်အပြည့်နဲ့မောင်မင်းကြီးသားလို့ခေါ်ကြပါစို့နောက်တစ်ယောက်ကတော့အတွေ့အကြုံရင့်ကျက်တဲ့ဦးကြီးတစ်ယောက်ပါဦးကြီးကိုတော့ဦးကြီးပုလို့ခေါ်ပါတယ်ဒီနေ့မှာသူတို့နှစ်ယောက်ဘယ်သူကတစ်လုံးပိုခုတ်ဖြတ်နိုင်မလဲဆိုပြီးပြန်ရပါတယ်မောင်မင်းကြီးသားကသူ့ခွန်အားကိုသူယုံပြီးအရန်တက်ကြွနေတာပေါ့သူကနားကိုမနာဘူးတစ်ပင်တပင်လဲပြီးတာနဲ့နောက်တစ်ပင်ကိုအတင်းခုတ်တော့တာပဲချွေးတွေရွှဲရွှဲနဲ့တနည်းကိုမနာတမ်းအလုပ်လုပ်တယ်ဦးကြီးပုကတော့ထူးထူးဆန်းဆန်းပဲတနာရီလောက်တစ်ခုတ်ပြီးတိုင်း10မိနစ်လောက်နားနေတာကိုမောင်မင်းကြီးသားတွေ့ရတယ်မောင်မင်းကြီးသားစိတ်ထဲကနေပြုံးမိတယ်ဒီဦးကြီးပုကတော့တေချာပေါက်ရှုံးတော့မှာပဲငါကမနာတမ်းတစ်ခုတ်နေတာသူကခဏခဏနားနေတယ်ပေါ့ညနေမိုးချုပ်လို့တစ်ခုတ်ထားတဲ့တစ်ပင်တွေကိုရီးတွက်ကြည့်တဲ့အခါမှာတော့မောင်မင်းကြီးသားအံ့ဩသွားတယ်ဘာဖြစ်လို့လဲဆိုတော့ခဏခဏနားနေတဲ့ဦးကြီးပုခုတ်ထားတဲ့တစ်ပင်အရေးအတွက်ကမောင်မင်းကြီးသားတဲ့အများကြီးပုံများနေလို့ပါမောင်မင်းကြီးသားကမနေနိုင်တော့ပဲမေးလိုက်တယ်ဦးကြီးပုကျွန်တော်ကတနေ့ကိုမနာတမ်းခုတ်ဖြတ်နေတာတော့ဦးကြီးပုကိုမမီဘူးဦးကြီးပုကခဏခဏနားနေတာမဟုတ်ဘူးလားဘလို့လုပ်ပြီးအများကြီးပိုခုတ်နိုင်တာလဲလို့မေးပါတယ်ဦးကြီးပုကပြုံးပြီးပြန်ဖြေတယ်ငါကနားနေတယ်ဆိုတာထိုင်နေတာတည်းမဟုတ်ဘူးကွာငါနားနေတဲ့အချိန်တိုင်းမှာငါရဲ့လွှာကိုတွေးနေတာလွှာကထက်နေတော့ခုတ်ရတာပုံမြန်ပြီးအင်အားလဲတက်တာပေါ့မင်းကတော့မနာတမ်းခုတ်နေတော့လွှာကတုံးသွားပြီတုံးနေတဲ့လွှာနဲ့ခုတ်ဖြတ်နေတော့အင်အားသာကုန်သွားတယ်အလုတ်ကမတွင်တော့ဘူးလေဒီတော့မှမောင်မင်းကြီးကနားလည်သွားတယ်ဘာကြောင့်လွှာတွေးဖို့လိုတာလဲဒီပုံမြင်လေးကပေးတဲ့သင်ခန်းစာကရှင်းပါတယ်ကျွန်တော်တို့ရဲ့ဘဝမှာလဲကျွန်တော်တို့ဟာတစ်ခုတ်သမားတွေပါပဲကျွန်တော်တို့ရဲ့လွှာတွေကတော့ကျွန်တော်တို့ရဲ့ကိုယ်ခန္ဓာစိတ်ဓာတ်အုံနောက်နဲ့ဝိညာဉ်တွေပဲဖြစ်ပါတယ်အလုပ်တွေအရန်များလို့အချိန်မရှိလို့ဆိုပြီးကိုယ့်ကိုပြန်လဲပြုပြင်ဖို့လွှတ်သွေးဖို့အချိန်မပေးပဲဇက်တိုက်ရုန်းကန်နေမယ်ဆိုရင်ဒီနေ့မှာကျွန်တော်တို့ဟာတုံးနေတဲ့လွှာကြီးနဲ့တစ်ခုတ်နေသလိုဖြစ်သွားပါလိမ့်နံပါတ်1ထိရောက်မှု effectiveness တိုးတက်စေဖို့တုံးနေတဲ့လွှာနဲ့တစ်ခုတ်ရင်အချိန်9နာရီပြရမယ်အလုပ်ကိုလွှာထက်နဲ့ဆိုရင်တနာရီနဲ့ပြီးနိုင်ပါတယ်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ကိုမြင့်တင်ထားမှသာအချိန်တိုအတွင်းမှာအလုပ်တွေကိုပို့ပြီးအောင်မြင်မှာပါနံပါတ်2ပန်းဖြေခြင်းနဲ့နလန်ထူခြင်း recovery လူဆိုတာစက်ရုံမဟုတ်ပါဘူးအားသွင်းမှုလိုပါတယ်အားမသွင်းမဲ့သုံးဆွဲနေတဲ့ဘက်ထရီဟာတစ်ချိန်မှာကုန်ခန်းသွားမှာပဲဘာနောက်လို့ခေါ်တဲ့အလုတ်တန်ကြောင့်စိတ်ကုန်လူပန်းဖြစ်တာတွေကိုကာကွယ်ဖို့ဖတ်သွေးရပါမယ်နံပါတ်3ရေရှည်တည်တံ့ဖို့ sustainability ဒီနေ့တနေ့တဲ့အလုပ်လုပ်မှာမဟုတ်ပါဘူးနောက်နှစ်ပေါင်းများစွာအလုပ်လုပ်နိုင်ဖို့ပျော်ရွှင်ဖို့ဆိုရင်ကိုယ့်ရဲ့စက်ပစ္စည်းတွေဖြစ်တဲ့ကိုယ့်ကိုကောင်းမွန်ထိန်းသိမ်းရပါဘယ်လိုလွှတ်သွေးမလဲစတီဗင်ကိုဘေးကလွှတ်သွေးခြင်းကိုကဏ္ဍ၄ခုနဲ့ခွဲခြားပြထားပါတယ်ဒါတွေကိုဟန်ချက်ညီညီတွေးမှသာကျွန်တော်တို့ဟာဘဝမှာအောင်မြင်ပျော်ရွှင်နိုင်မှာပါနံပါတ်1ရုပ်ပိုင်းဆိုင်ရာလွှတ်သွေးခြင်း physical dimension ဒါကတော့အခြေခံအကြဆုံးမှာကိုယ့်ရဲ့ကိုယ်ခန္ဓာကိုပြုစုပြောထောင်တာပါရုပ်ပိုင်းဆိုင်ရာလွှတ်သွေးခြင်း physical dimension ဆိုတာသင်ရဲ့ဘဝခရီးကိုတည်ဆောင်ပေးနေတဲ့ယင်ဒါမှမဟုတ်အလုပ်လုပ်ပေးနေတဲ့ engine ကိုကြန့်ခိုင်အောင်ပြုပြင်ထိန်းသိမ်းတာနဲ့အတူတူပါပဲနံပါတ်1အာဟာရ engine အတွက်လောင်စာကောင်းရွေးချယ်ခြင်း nutrition ကျွန်တော်ရဲ့ကိုယ်ခန္ဓာဟာကျွန်တော်တို့စားလိုက်တဲ့အစားအစာတွေနဲ့ပဲပြန်လည်တိဆောက်ထားတာပါလောင်စာမကောင်းရင် engine ကကြာမကန်ပါဘူး real food ကိုဦးစားပေးပါစက်ရုံထုတ်အစားအစာတွေတာရှည်ခံအောင်လုပ်ထားတဲ့အထုပ်ပိုးတွေကိုရှောင်ပြီးသဘာဝကရတဲ့
အသီးအနှံအသားငါးကိုပိုစားပါကီတိုနဲ့ low cut အယူအဆအခုခေတ်မှာလူကြိုက်များနေတဲ့ကီတို diet လိုမျိုး carbohydrate လျှော့စားပြီးကောင်းမွန်တဲ့အဆီ healthy fat ကိုသုံးတဲ့နည်းဟာခန္ဓာကိုယ်ရဲ့စွမ်းအင်စနစ်ကိုပိုပြီးတည်ငြိမ်စေပါတယ်။တကြားနဲ့ဂျုံတွေကိုလျှော့စားခြင်းကရောင်ရမ်းမှုကိုကျစေပြီးအုတ်မှတ်ကိုပိုကြည်လင်စေပါတယ်။ရေဓာတ်ဖြစ်တဲ့မှာလွှတ်သွေးတဲ့နေရာမှာရေကချောစီပါပဲ။တနေ့ကိုရေလုံလောက်အောင်တောက်ပေးတာကဆဲတွေရဲ့လှုပ်ဆောင်ချက်ကိုအားကောင်းစေပါတယ်။နံပါတ်2လေ့ကျင့်ကဆက်အစိတ်ပိုင်းများခြေမတက်စေရန် exercise လွှတ်တက်လက်ကိုမသုံးဘဲပစ်ထားရင်တန်ကြီးတက်သွားသလိုပဲကျွန်တော်တို့ရဲ့ကြွက်သားတွေနဲ့အကြောချင်တွေကိုလည်းပုံမှန်လှုပ်ရှားပေးဖို့လိုပါတယ်နှလုံးသားအားကောင်းစေတဲ့လေ့ကျင့်ခန်း cardio exercise ခတ်တက်တွက်လမ်းလျှောက်တာပြေးတာစပိန်စီးတာတွေကနှလုံးနဲ့အဆုတ်ကိုအားကောင်းစေပြီးအမောခံနိုင်ရည် endurance ကိုတိုးစေပါတယ်ကြံ့ခိုင်မှုလေ့ကျင့်ခန်း strength training အလေးမတာဒါမှမဟုတ်ကိုယ်ခန္ဓာကိုယ်အလေးချိန်ကိုသုံးပြီးလေ့ကျင့်တာကကြွက်သားတုကိုထိမ့်သိမ်းပေးပါတယ်ဒါဟာအသက်ကြီးလာတဲ့အထိတွက်လက်နေဖို့အတွက်အရေးကြီးဆုံးလွှတ်သွေးနည်းပါပဲကြောလျှော့နည်း flexibility ယောဂလုပ်တာဒါမှမဟုတ်ပုံမှန်အကြောလျှော့တာကခန္ဓာကိုယ်ကိုနာကျင်ကြိုက်ခဲမှုကနေကင်းဝေးစေပါတယ်နံပါတ်3အနားယူခြင်း battery အားပြန်သွင်းခြင်း rest and sleep ဒါကလူများစုအလေးမထားမိတဲ့လွှတ်သွေးနည်းပါလွှတ်ကိုတစ်ချိန်လုံးသွေးနေလို့လည်းမရပြန်ဘူးအနားပေးမှသာတန်သားကပြန်ပြီးခိုင်မာလာတာပါအရေးသေးရှိတဲ့အိပ်စက်ခြင်းညဘက်9နာရီကနေ10နာရီအထိအိပ်စက်တာကအုံနောက်ထဲကအညစ်အကြေးတွေကိုရှင်းထုတ်ပေးပြီးနောက်တစ်နေ့အတွက်စွန့်အင်အပြည့်ဖြစ်စေပါတယ် active rest တနေ့ကုန်ထိုင်အလုပ်လုပ်သူဆိုရင်ခဏထားပြီးလမ်းလျှောက်တာအသက်ပြင်းပြင်းရှူတာမျိုးကခန္ဓာကိုယ်ကိုချက်ချင်းလန်းဆန်းသွားစေပါတယ်နံပါတ်2စိတ်ပိုင်းဆိုင်ရာလွှတ်သွေးခြင်း mental dimension ကြောင်းပြီးသွားလို့စာတင်တာရပ်သွားလို့မရပါဘူးအုံနောက်ဆိုတာအမြဲလေ့ကျင့်ပေးနေရတဲ့ကြွက်သားတစ်ခုလိုပါပဲစာဖတ်ပါ reading တနေ့ကိုအနည်းဆုံးစာမျက်နှာတစ်မျက်နှာကစဖတ်ပါတဖြည်းဖြည်းတိုးပြီးဖတ်သွားပါနေ့စဉ်ပုံမှန်ဖတ်သွားဖို့ကပိုအရေးကြီးပါတယ်ဗဟုသုတအသစ်တွေကသင်ရဲ့အမြင်ကိုကျေပြန့်စေပါတယ်အသစ်သင်ယူပါ learning ဘာသာစကားအသစ်တစ်ခုဝါသနာအသစ်တစ်ခုဒါမှမဟုတ်အလုပ်နဲ့ဆိုင်တဲ့ကျွမ်းကျင်မှုအသစ်တစ်ခုကိုအမြဲလေ့လာနေပါစာရေးပါ writing ကိုယ့်ရဲ့အတွေးတွေကို diary ရေးတာ journal ရေးတာစီမံကိန်းတွေချမှတ်တာကစိတ်ကိုစနစ်တကျရှိစေပါတယ်နံပါတ်3ဝိညာဉ်ပိုင်းဆိုင်ရာလွှတ်သွေးခြင်း spiritual dimension ဒါကဘာသာရေးတက်ကိုဆိုလိုတာမဟုတ်ပါဘူးကိုယ့်ရဲ့အတွင်းစိတ်ငြိမ်းချမ်းမှုနဲ့ဘဝရဲ့ရည်မှန်းချက် purpose ကိုပြန်လည်ဆန်းစစ်တာပါတရားမှတ်ခြင်းစိတ်ငြိမ်ခြင်း meditation and silence တနေ့ကို7မိနစ်လောက်ငြိမ်ငြိမ်လေးထိုင်ပြီးကိုယ်စိတ်ကိုပြန်ကြည့်ပါတဘာဝတရားနဲ့ထိတွေ့ခြင်းတစ်ပင်တောတောင်တွေကြားလမ်းလျှောက်တာကစိတ်ကိုပြန်လဲလန်းဆန်းစေပါတယ်တန်မိုးထားမှုတွေကိုပြန်ကြည့်ခြင်းငါဘာအတွက်အလုပ်လုပ်နေတာလဲငါဘဝရဲ့အရေးအကြီးဆုံးအရာကဘာလဲဆိုတာကိုပြန်လဲသတိရအောင်လုပ်ခြင်းပါနံပါတ်4လူမှုရေးနဲ့စိတ်ခံစားမှုဆိုင်ရာလွှတ်သွေးခြင်း social and emotional dimension ဒါကတော့ခြားသူတွေနဲ့ဆက်ဆံရေးကိုကောင်းမွန်အောင်တည်ဆောက်တာပါတည်တည်ချာချာနားထောင်ပြီးပါရှစ်ခင်ရသူတွေလုတ်ပေါ်ခိုင်ဘက်တွေနဲ့စကားကိုအလေးအနက်နားထောင်ပြီးခြင်းကဆက်ဆံရေးကိုခိုင်မာစေပါတယ်ကူညီပါ service အခြားသူတွေကိုကူညီရခြင်းကကိုယ့်ကိုယ်တန်ဖိုးရှိတယ်လို့ခံစားရစေပြီးစိတ်ချမ်းသာမှုပေးပါတယ်ရေမောပါတငယ်ချင်းတွေနဲ့ပျော်ပျော်ပါပါအချိန်ပေးတာကစိတ်ဖိစီးမှုတွေကိုရော့ကျစေတဲ့လွှတ်သွေးနည်းတစ်ခုပါပဲညီကုန်းချုပ်စကားလက်ဆောင်မိတ်ဆွေကျွန်တော်တို့ဟာအလုပ်များနေလို့လွှတ်သွေးဖို့အချိန်မရှိဘူးလို့ပြောလို့ရှိပါတယ်တကယ်တော့ဒါဟာတစ်ခုတ်ရမှာမို့လို့လွှတ်သွေးဖို့အချိန်မရှိဘူးလို့ပြောနေတဲ့တစ်ခုတ်သမားနဲ့အတူတူပါပဲလွှတ်သွေးတယ်ဆိုတာအချိန်ဖြုံးတာမဟုတ်ပါဘူးအချိန်ကိုပိုပြီးထိထိရောက်ရောက်အသုံးချနိုင်အောင်ပြင်ဆင်တာပါဒီနေ့ကစပြီးကိုယ့်ရဲ့ကိုယ်ခန္ဓာစိတ်သက်စတာတွေအတွက်အချိန်လေးတစ်ခုဖယ်ထားလိုက်ပါတနေ့ကိုတစ်နာရီလောက်ပဲဖြစ်ဖြစ်ပေါ့ကိုယ့်ကိုပြန်လဲပြုစုပြောထောင်ဖို့အချိန်ပေးမယ်ဆိုရင်သင်ရဲ့ဘဝအရင်ကတည်းပိုမိုဉာဏ်ဆန်ပိုမိုအောင်မြင်ပြီးပိုမိုပျော်ရွှင်စရာကောင်းလာမှာအသေးချပါပဲသင်ရဲ့လွှတ်ကိုအမြဲတွေးထားရင်အခွင့်အရေးကောင်းဆိုတဲ့တစ်ပင်ကြီးလဲကျဖို့သင်မှာအစဉ်သင့်ရှိနေပါလိမ့်မယ်အားလုံးပဲအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါစေ
အဆအဆုံးကြည့်ရှုအားပေးပြီးကျေးဇူးတင်ပါတယ်နောက်လွယ်လွယ်ကူကူကြည့်ရှုနိုင်တဲ့ site ကိုချိန်နှိပ်ပေးထားပါလို့ပြပြရရင်ပါတယ်လိုက်နဲ့ share ကိုလည်းနှိပ်ပေးစေချင်ပါတယ်လူသားအားလုံးလွတ်လပ်ပျော်ရွှင်တဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်Happy great day